မင်္ဂလာပါရှင်ဒီဆောင်မလေးကို special note ဆိုတဲ့ Facebook စာမျက်နှာကနေကူးယူဖတ်ကြားပေးထားတာဖြစ်ပါတယ်။ခေါင်းစဉ်ကတော့အချိုကြိုက်သူအေးကြိုက်သူယောဂထူလို့ဖော်ပြထားပါတယ်။လူသက်တမ်းကိုတိုးစေတဲ့ယောဂကြီးတွေမှာသွေးတိုးယောဂနဲ့စီးကျူယောဂကထိပ်ဆုံးမှာပါဝင်ပါတယ်။ဒီယောဂကြီးတွေကနာတာရှည်ယောဂတွေဖြစ်တာကြောင့်ကုသလို့ရပါမယ်။အချိန်ကုန်ငွေကုန်လူပန်းဖြစ်စေတာပါ။ဒီယောဂကြီးနှမျိုးကိုမဖြစ်မီကကြိုတင်ရှောင်ရှားနိုင်မှုလေ့လာကြည့်တဲ့အခါအစားအသောက်ကစားတာကိုတွေ့ရပါတယ်။သွေးတိုးနဲ့စီးကျိုနောက်ဆက်တွဲနှလုံးယောဂဖြစ်သူအတော်များများကိုကြည့်ရင်ဝဝဖြူဖြူစူးစူးပြေးပြေးရှိနေကြတာကိုတွေ့ရပါတယ်။အဲ့ဒီသူတွေကအစီအစိမ့်အရသာတွေကိုစားသုံးမှုလွန်ကဲသူတွေဖြစ်ပြီးအဲယာကွန်ရေခဲတစ်တာပန်ကာစတာတွေနဲ့ဇိမ်ခံသူတွေမှာအဖြစ်များတာကိုတွေ့ရတာပါ။တိုင်းရင်းစေးပညာအမြင်အားဖြင့်တော့အေးရုပ်တိတရုပ်ရှိသူအေးစာတိတစာကြိုက်သူတွေဖြစ်တာကိုတွေ့ရပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ကွဲပြားတဲ့လူမျိုးတွေရဲ့အစားအသောက်တွေကိုလေ့လာကြည့်တဲ့အခါမှာအချိုအေးကြိုက်သူတွေနဲ့အဆက်အပူကြိုက်သူတွေဆိုပြီးနှမျိုးနှစားတွေ့ရတာပါ။အထူးသဖြင့်အနောက်တိုင်းဥရောပအစားအစာတွေကအသားစားရမှာအချိုအေးအရသာဖြစ်အောင်ပြုပြင်ပြီးစားကြတာကိုတွေ့ရပါတယ်။အရှေ့တန်းအိန္ဒိယနွယ်ဘွားတွေမှာတော့အသားစားတဲ့အခါအသီးအနှံစားတဲ့အခါငရုတ်သီးငရုတ်ကောင်းဂျင်းစတာတွေကိုသုံးပြီးတော့အဆက်အပူအရသာဖြစ်အောင်ဖန်တီးပြီးစားတော့ကြတာကိုတွေ့ရပါတယ်။အရှေ့နဲ့အနောက်ကြားနိုင်ငံတွေဖြစ်တဲ့မြန်မာလာအိုထိုင်းကမ္ဘောဒီးယားဟောင်ကောင်ဂျပန်နဲ့တချို့တရုတ်ပြည်နယ်တွေမှာတော့အချိုရောအဆက်ပါစန့်ကျင်ဘက်နှမျိုးတွဲတဲ့အစာတွေကိုစားတော့ပြီးတော့ကြိုက်နှစ်သက်ကြတာကိုထူးဆန်းစွာတွေ့ရပါတယ်။ဥရောပအစာလည်းမဟုတ်အိန္ဒိယအစာလည်းမဟုတ်တဲ့ဟင်းချက်နည်းတွေကိုအရှေ့တောင်အာရှနိုင်ငံတွေမှာတွေ့ရတာပါ။ရိုးရာစေပညာမှာအချိုကရတာ6ပါးမှာထိတ်ဆုံးကဥဆောင်တဲ့အရသာဖြစ်ပါတယ်။အချိုမှာပထဝီဓာတ်နဲ့အာဘောဓာတ်တို့လွန်ကဲစွာပါဝင်တာကြောင့်အသားတိုးပြီးဝဖြိုးစေတဲ့ဖောင်းကားစေတဲ့သဘောရှိပါတယ်။ပထဝီလွန်ရင်အသားတိုးများပြီးအာဘောဓာတ်လွန်ရင်အရည်ဓာတ်တိုးတာကြောင့်နှမျိုးလုံးတိုးတဲ့အခါမှာတော့အသားရည်စုဖြိုးခြင်းဝိတ်တက်ခြင်းမိမိခန္ဓာမိမိမတည်နိုင်ခြင်းတွေဖြစ်နိုင်တာပါ။အပူစာအေးစာသဘောနဲ့ကြည့်ရင်လည်းရတာ6ပါးမှာ3ပါးဖြစ်တဲ့အချိုအငံအဖန်တို့ကအေးစာဖြစ်ပြီးလူကိုဝဖြိုးစေနိုင်ပါတယ်။တခြား3ပါးဖြစ်တဲ့အဆက်အချင်းအခါ3မျိုးကတော့အပူစာဖြစ်ပြီးလူကိုကြုံစေကြစ်စေနိုင်တဲ့တတ္တိရှိပါတယ်။အေးစာတွေမှာရေခဲတစ်တာလိုအေးတဲ့နေရာတွေမှာသိမ်းဆဲထားပြီးမှစားရင်ပိုပြီးအေးဓာတ်လွန်ကဲစေနိုင်တာပါ။အဲ့ဒီလိုပဲအပူစာတွေကိုနေလှမ်းပြီးအချောက်ခံစားရင်ကြော်လော်စားရင်ပိုပြီးအပူဓာတ်လွန်ကဲတာကြောင့်ပိန်စေနိုင်တာပါဒါကဓာတ်သဘောအရသာဖြစ်ပေမဲ့အပူစာအေးစာနေ့စဉ်ရောနှောစားတောက်သူတွေအတွက်တော့အတိအကျမပြောနိုင်ပါဘူးယောဂဆိုတာမှာကူးစက်ယောဂတွေကိုဘေးဖယ်ထားပြီးနာရာရှည်ယောဂဖြစ်ပါတယ်သွေးတိုးနှလုံးစီးကျိုယောဂကြီး3မျိုးတို့ဖြစ်ပွားခံစားနေရတဲ့လူနာတွေကိုဆေးပညာရှင်တွေကသုတေသနပြုကြည့်တဲ့အခါအချိုအရသာများစွာစားသုံးသူတွေနဲ့အေးကြိုက်သူတွေမှာပိုပြီးဖြစ်တာကိုတွေ့ရတာပါတနည်းအားဖြင့်အချိုရည်နဲ့အေးစာတွေကိုကာလကြာရှည်စားသုံးတာကနေဝဖြိုးမှုလွန်ကဲလာသူခန္ဓာကိုယ် body weight မထိန်နိုင်ခဲ့သူတွေမှာအဲ့ဒီလိုနာရာရှည်ယောဂကြီးတွေဖြစ်လေရှိတာကိုသုတေသနပြုတွေ့ရှိရပါတယ်အထူးသဖြင့်သွားယောဂနဲ့နှလုံးယောဂအသေးအစီဖုံယောဂတွေကိုအချိုရည်ကြိုက်သူတွေထမင်းစားချိန်မှာအချိုရည်တောက်သုံးနေရှိသူတွေမှာပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်ရေခဲတစ်တာတွေကအေးဘူးကိုမဲ့မောထမင်းစားရင်တောက်သုံးလေးရှိသူတွေနဲ့မောပန်းတဲ့အခါမှာအလုပ်လုပ်ရင်အချိုရည်တန်မှုတွေတောက်သုံးလေးရှိသူတွေမှာစီးချိုသွေးကြိုယောဂပိုးပြီးဖြစ်လေရှိကြောင်းတွေ့ရတာပါအေးကြိုက်ခြင်းကနာရာရှည်ယောဂတွေကိုဆွဲမြဲဖြစ်ရခြင်းရဲ့အကြောင်းရင်းတရက်ဖြစ်နေတာကိုယောဂဗေဒလေ့လာသူတွေကတွေ့ရှိခဲ့ကြပါတယ်အေးဓာတ်ပေးထားတဲ့တိုက်ကြီးတာကြီးတွေမှာရှိတဲ့ရုံးခန်းတွေမှာအလုပ်လုပ်နေသူတွေနေထိုင်သူတွေရဲ့ကျန်းမာရေးနဲ့ပြင်ပနေရောင်ခြည်ထိတွေ့ပြီးနေထိုင်သူတွေလေကိုသဘာဝအတိုင်းရှူရှိုက်ရသူတွေရဲ့ကျန်းမာရေးကို10နှစ်ခန့်လေ့လာကြည့်တဲ့အခါကွာခြားမှုအများကြီးရှိတာကိုတွေ့ရတယ်လို့ဆိုပါတယ်
နန်းနစ်ခင်းရဲ့သဘာဝနေအောင်ကြီးအောက်မှာလမ်းသွားရသူအလုလုရသူတွေကအထူးပင်ကျမ်းမာပြီးအခန်းအောင်ပြီးအလုလုရသူတွေထဲယောဂကင်းကြတာကိုတွေ့ရတယ်လို့ဆိုပါတယ်လူတွေမကတရိษံတွေမှာတောင်သဘာဝအတိုင်းစကြက်လွတ်ကြောင်းထားတဲ့တရိษံတွေနဲ့ခြံဝင်းထဲမှာအလုံးပိတ်မွေးမြူထားပြီးသဘာဝမဟုတ်တဲ့အစာဆက်စာတွေကိုကျွေးတဲ့တရိษံတွေမှာယောဂဒဏ်ခံနိုင်ရည်မတူတာကိုတွေ့ရတာပါအေးကြိုက်ခြင်းနဲ့အချိုကြိုက်ခြင်းကငယ်စဉ်ကပြုမှုခဲ့တဲ့အလေးကျင့်ပေါ်မှာမူတည်ပါတယ်ငယ်စဉ်ကမုံအချိုတွေနဲ့ဖြော်ရည်အချိုရည်ဘူးတွေတိုက်ကျွေးခဲ့တဲ့ကလေးတွေဟာသွားပိုးစားယောဂဖြစ်ခဲ့ပြီးကြီးလာရင်နှလုံးယောဂဖြစ်နိုင်ခြေရှိတယ်လို့သုတေသီတွေကဆိုကြတာပါအချိုရည်ကနှလုံးယောဂနဲ့အဝလွန်ယောဂဖြစ်စေတဲ့အခြေခံဖြစ်ပြီးအချိုကြိုက်တဲ့ကလေးတွေကအေယာကွန်လိုအေးကိုလည်းအလွန်ကြိုက်တာတွေ့ရပါတယ်ကလေးတွေကိုငယ်စဉ်ကတည်းကမှားတဲ့အကျင့်မျိုးစေ့ချမပေးသင့်ပါဘူး။တဘာဝအသီးနှံကိုစားကျင်အောင်နှစ်သက်အောင်လေ့ကျင့်ပေးပြီးကြီးလာတဲ့အခါအဝလွန်ခြင်းနဲ့နှလုံးသွေးကြောအဆီတက်ခြင်းယောဂတွေကိုကာကွယ်ရရောက်စေပါတယ်။လေဖြတ်ဖူးတဲ့မျိုးရိုးရှိသူတွေကပိုးပြီးသတိထားသင့်ပါတယ်။မိမိမျိုးဆက်ကိုအချိုနဲ့အေးမကြိုက်အောင်လေ့ကျင့်ပေးပြီးလေဖြတ်ခြင်းမှာကာကွယ်နိုင်ပါတယ်ရှင်။အားလုံးပဲကျန်းမာရှင်လန်းကြပါစေ။